တခါတစ်ခေါက်တော့ရောက်လာပါလေမောင်တို့ထားနေဘလူးကြုံလေတပါကြော်တဲ့စေရမျိုးလေပရိသတ်များရှင်တဘာဝအရင်းမြစ်များစွာတည်ရှိရာကျမတို့ရဲ့မြန်မာနိုင်ငံမှာတဘာဝပတ်ဝန်းကျင်ကိုအ ਨੇ ဆုံးထိခိုက်စေတဲ့စီးပွားရေးလုပ်ငန်းဟာအရေးပါလာတဲ့အခန်းကဏ္ဍတစ်ခုမှာပါဝင်နေပါတယ်။စီးပွားရေးခွင့်လန်းများစွာပေါ်များနေတဲ့အလုပ်တစ်ခုဖြစ်တယ်လို့တဘာဝနဲ့ညီညွတ်ပြီးလူသားများရဲ့ဘဝအမောများအားလုံးကိုဖြည့်ဖြောက်ပေးနိုင်တဲ့လုပ်ငန်းကတော့ခရီးသွားလုပ်ငန်းပဲမဟုတ်ပါလားရှင်။ခရီးသွားလုပ်ငန်းဟာစီးပွားရေးအတွက်သာမကလူမှုရေးယဉ်ကျေးမှုနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့တွေမှာလည်းအရေးကြီးတဲ့နေရာတစ်ခုကနေပါဝင်လျက်ရှိနေပြီးဒေသခံပြည်သူများအတွက်အလုပ်အကိုင်ခွင့်လန်းများစွာကိုဖန်တီးပေးနိုင်တဲ့လုပ်ငန်းဖြစ်တယ်လို့ခရီးသွားလုပ်ငန်းကိုအခြေခံပြီးဒေသခံပြည်သူများအနေနဲ့မိမိတို့ရဲ့နေထိုင်ရာမြို့ရွာအရက်ဌာနေဒေသမှာတည်ရှိနေတဲ့ရိုးရာယဉ်ကျေးမှုအထင်ကရသမိုင်းဝင်နေရာများခရီးသွားခြင်းဟာဒေသန္တရဘုဒ္ဓများစွာကိုတိုးပွားစေသလိုစိတ်ပင်ပန်းမှုများအဲ့ဒီအရာများကိုကုစားပေးနိုင်ဆုံးစေတလက်ကတော့ခရီးသွားခြင်းပါပဲပရိသတ်များရှင်ဘလူးကျွန်းဆိုပြီးအမီနာမခေါ်တွင်ခြင်းနဲ့ပတ်သက်ပြီးအဆိုလေးရရှိကယခဒီပမိုးလူမျိုးများအနွယ်ဝင်လူမျိုးများမြူးပျော်ပွဲရာဘလူးကျွန်းဟူ၍မဲ့ခေါ်လာရမှဘလူးကျွန်းရဲ့လို့ပြောင်းလဲလာခဲ့တယ်လို့လေးလာမှတ်သားသိရှိခဲ့ရပါတယ်။မော်လမြိုင်မြို့နယ်တစ်ဖက်ကမ်းမှာတည်ရှိပြီးဘလူးကျွန်းကိုမွန်တိုင်းသားလူမျိုးများကတကော့ခမိုင်းလို့ခေါ်ဆိုကြတယ်လို့တကော့ရဲ့အဓိပ္ပာယ်မှာကျွန်းဖြစ်ပြီးမွန်ဘာသာချမ်းဝင်တဲ့မင်းနန္ဒာပြို့မှာခမိုင်းကိုအကိုင်းခက်များတဲ့တစ်တပင်ရဲ့လို့ဆိုထားပါတယ်။ချောင်းစုံမြို့နယ်ဘလူးကျွန်းဟာမွန်ပြည်နယ်မော်လမြိုင်ခရိုင်တန်လွေမြစ်ဝတစ်ဖက်ကမ်းမှာတည်ရှိကအရှိနဲ့အနောက်10မိုင်နှစ်ဖာလုံးတောင်နဲ့မြောက်19မိုင်4ဖာလို့ရှိလာပြီး area စတူရန်မိုင်254.398ကျယ်ဝန်းပါတယ်။ချောင်းစုံမြို့နယ်ဘလူးကျွန်းမှာရက်ကွက်3ရက်ကွက်ကြေးရွာအုပ်စု44အုပ်စုစုစုပေါင်း48ရှိပြီးကြေးရွာပေါင်း88ရွာရှိပါတယ်။ကျွန်းရဲ့အရှိမလှပစွာစီးဆင်းနေတဲ့တန်လွေမြစ်နဲ့မော်လမြိုင်မြို့နယ်အနောက်ဘက်မှာမုဒ္ဓမပင်လယ်ကွေ့တောင်ဘက်မှာဘင်္ဂလားပင်လယ်အော်နဲ့မြောက်ဘက်မှာမြစ်တန်တွေနဲ့ပေါင်မျိုးတို့ကလှပတင့်တယ်လိုက်ဖက်လွန်းစွာဝန်းရံလျက်ရှိနေပါတယ်။နှစ်ရှည်တစ်ပင်ကြီးများနဲ့အောက်အုပ်ဆဆိုင်စစ်စီရီအတန်းလိုက်တဘာဝအတိုင်းလှပစွာတည်ရှိနေတဲ့ချစ်သူလမ်းကြားဒေသခံပြည်သူများရဲ့အဝတ်ကျင်ပြိုမှုနဲ့ဆက်ဆံရေးပြည့်ပြည့်ကောင်းမွန်မှုတို့ကြောင့်ဖြစ်ဟန်တူပါတယ်။ချစ်သူလမ်းကြားကလေးမှတွေ့နော်ချစ်သူလမ်းကြားကလေးမှတွေ့လိမ့်နော်အရင်ကဘလူးကျွန်းဟာရေလန်းခရီးဖြစ်ဇက်ရင်ရင်နဲ့သာသွားလာလို့ရပြီးရက်စမီမရရှိခဲ့တဲ့အတွက်ဒေသဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခဲ့ပေမဲ့လည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစက်မှုလက်မှုအတတ်ပညာများအထိုက်အလျောက်ထွန်းကားခဲ့သလိုခေတ်ပညာတတ်လူငယ်လူရွယ်များနဲ့နိုင်ငံပေါ်သစ္စာစောင့်တည်ယူသည်ကတိုင်းကျိုးပြည်ပြုနိုင်ငံအကျိုးပြည်내အကျိုးလူမျိုးအကျိုးကိုစွမ်းစွမ်းတမန်တဲဘိုးထမ်းဆောင်နိုင်တဲ့နိုင်ငံသားကောင်းရတနာကိုမွေးထုတ်ပေးနိုင်ခဲ့တဲ့အကျုံးပါပဲတတိယနေတဲ့တငယ်ကြီးတို့များငယ်ငယ်တို့ကရွာဝဲလန်းစီကနေလက်ချင်းဆက်ခါပြေကလွားကကြောင်းတက်လာကြ
လန်းခရီးကိုသာအမိပြုပြီးသွားလာရတဲ့ဒေသခံပြည်သူများဟာတန်လွေတရားချောင်းစုံကိုနိုင်ငံတော်အစိုးရကတိဆောက်ဖွင့်လှစ်ပေးနိုင်တဲ့အချိန်မှာတော့ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးသတင်းရင်းမြစ်စီစဉ်မှုစတဲ့အခမ်းကဏ္ဍများဟာဒေသခံပြည်သူများရဲ့အမျိုးမျိုးကြီးမားမှုတည်ငြိမ်အေးချမ်းစွာနေထိုင်မှုရိုးသားကြိုးစားစွာလုပ်ကိုင်ဆောင်ရွက်မှုဦးဆောင်ဦးရွက်ပြုတဲ့နိုင်ငံသားကောင်းမွေးထုတ်ပေးနိုင်မှုတို့ကြောင့်ခက်မီဖွံ့ဖြိုးတိုးတက်ပြီးခက်နဲ့အညီရင်ပေါင်တန်းနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ရှင်။တန်လွေတရားချောင်းစုံကိုဖျက်ကျော်ပြီးတာနဲ့မြေစီမြေနစ်ကောင်းမွန်မှုကြောင့်တမျောတခေါ်စိမ့်ဆူတန်စွမ်းလှတဲ့နေကြခင်းရဲ့အလှကတော့နွေရာသီနဲ့ဆောင်းရာသီမှာလာရောက်လည်ပတ်တဲ့ခီးသွွားများကိုအဝတ်ကျင်ပြုံးစွာကြိုးစုံနှုတ်ခွန်းဆက်စီမှာအမှန်ပဲဖြစ်ပါတယ်ရှင်။နွေနဲ့အထွတ်တို့လေသမားကြီးတို့အောင်ပါစေဝင်ငွေတွေစားတဲ့ဘိုးလောကမများလည်းအောင်ပါစေအရှောင်းဝဲအားတိုးတက်ပါစေလူတိုင်းကျွန်းတီရှိရာသို့တွားရလန်းတစ်လျှောက်မှာစိမ့်ဆူတာယာလှပတဲ့လေကွင်းနဲ့စပကင်းထဲမှာပနံတင့်စွာတည်ရှိနေတဲ့လေဆောက်တဲလေးတွေဟာတခြားကဘာငယ်လေးတစ်ခုကိုရောက်ရှိနေသလိုဆွဲဆောင်လွန်လာပါတယ်။မိုတိုင်းသားလူမျိုးများရဲ့အထိမ့်မဲ့တေဂီတာဖြစ်တဲ့ရွှေရောင်တဝင်းဝင်းနဲ့ဂုံအရှိန်ဝါအပြည့်နဲ့ရွှေဟင်းသာရုပ်ရဲ့ဟင်းသာတို့ရဲ့နန်းတော်ရှိကိုရောက်ရှိသွားသလိုခံစားစေရပါတယ်။စစ်တော်ဟင်းသာရဲ့ရှင်းမြန်မာဘုရင်များလက်ထက်ကလေးကစာပေတင်ကြားမှုမှာအသုံးပြုခဲ့တဲ့ကြောက်တင်မုံလုပ်ငန်းမြမလက်မှုစေးတယ်နဲ့ထောက်ကောက်လုပ်ငန်းဘယ်ခမောက်လုပ်ငန်းခေါမုံလုပ်ငန်းနဲ့ကြော်ကြားတဲ့မြမလက်မှုပစ္စည်းလုပ်ငန်းများကိုတနေရာတည်းတပြိုင်တည်းမှာလေ့လာနိုင်မှာဖြစ်ပါတယ်ရှင်။ထွန်းကားလာတာနဲ့အမျှဒေသရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့လေယာလုပ်ငန်းကိုခက်နဲ့အညီရင်မောင်းတန်းနိုင်အောင်စက်မှုလေယာကဏ္ဍကိုဦးစားပေးဆောင်ရွက်နေသလိုဒေသခံတောင်သူတို့ကမိယိုးဖလာအတိုင်းဂေဟစနစ်နဲ့တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့နွားဖြစ်လဲထုံတဲ့ဒလေးနဲ့ကောက်ဆိုင်သမားလေးများကဘုံတိုနဲ့ကောက်ဆိုင်စုကိုအသုံးပြုပြီးရှင်းရခင်တဘာဝအတိုင်းကောက်ဆိုင်တဲ့ဒလေးကယနေ့ထက်တိုင်းလောက်ကင်ဆောင်ရွက်နေစေဆိုတာကိုမိုးရာသီမှာလာရောက်လည်ပတ်မဲ့ခီးသွွားများအတွက်ကတော့ခိုးအတိတ်ကိုပြန်လဲအောင်းမိတန်းတစေမဲ့ရှားပါလို့နဲ့မြေကွင်းပါပဲချင်းလေးရတန်ပြိုင်ကြီးပြောဒီရဲ့တဘာဝစားကြဒေသခံများရဲ့ပြောစကားအရဆရာဆန်ဟာလယ်သမားအရေးတော်ပုံမှာပါဝင်ခဲ့လို့ဗြိတိရှအစိုးရကလိုက်လံဖမ်းဆီးပြီးတိမ်းရှောင်နေရတဲ့အချိန်မှာကမာမိုရွာမှာဆေးဆရာအဖြစ်လာရောက်ပုံအောင်နေထိုင်ခဲ့မှုတဲ့အတွက်ဆရာဆန်ကိုဂုဏ်ပြုတဲ့အနေနဲ့ဆရာဆန်ရုပ်ထုကိုကမာမိုရွာရဲ့ရွာအဝင်လမ်းတစ်ပင်မှာထွေးထုထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်။ရွာအဝင်လမ်းတစ်လျှောက်မှာစီစီရီထမ်းပင်အလှနဲ့လှပစိမ့်ဆူတာယာနေတဲ့လေကွင်းနဲ့တိမ်ဆိုင်တိမ်လိမ့်နဲ့ဖုံးအုပ်ထားသလိုတောင်ကုန်းပေါ်ရှိရာဘာစိုက်ခင်းကြားစိတ်နှလုံးပွင့်အေးချမ်းမှုဖြင့်ခရီးဦးကြုံနေတာကတော့ကွမ်ရိုက်ကြီးရွာပါပဲရွာအဝင်ဝမှာတောင်ကုန်းနဲ့ဖျားเจ้าကန်မုတ်ဦး
တန့်ရှင်းတာယာနေတဲ့လမ်းတစ်လျှောက်နဲ့ရွာရဲ့အထင်ကရဖြစ်တယ်လို့ရွာရဲ့ဂုံကျက်တည်းဖြစ်တဲ့ကြိုက်ကမော့လက်စီးရီရဲ့မုတ်ဦးအဝင်နားမှာရှားပါနေပြီဖြစ်တယ်။လဲဘေးဟောင်းများနဲ့ကာယာအလှဆင်ထားပါတယ်။ဇေဒီတော်ရဲ့အနောက်ဘက်မှာတရွာလုံးကိုလှမ်းမြင်ရပြီးတာယာလှပတဲ့ရှုမျိုးခင်းဝင်းမြေအလှစီကနေတိုက်ခတ်လာတဲ့လေနုအေးများကြောင့်ဖျားကိုအေးချမ်းစွာအဝတ်ပြုနိုင်မှာဖြစ်ပါတယ်။ကွမ်ရိုက်ကျေးရွာမှာမွန်တိုင်းသားလူမျိုးအများစုသာနေထိုင်ကြပြီးဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ကိုးကွယ်တာရိုးရာနှက်ကကြတဲ့ဓလေ့လည်းရှိပါတယ်။လာရောက်လေပတ်တဲ့ခီးသွွားများဘေးကင်းလုံခြုံစွာမောင်းနေနိုင်ရဲ့အတွက်မော်လမြိုင်တို့ဆက်သွဲသွားလာလို့ရတဲ့ရွာလွတ်ကတောင်စိန်မြတောင်အပိုင်းတောင်ဖြတ်လန်းကိုမြေသားလန်းကနေကတ္တရာလန်းအဖြစ်ဖွင့်လှစ်နိုင်တဲ့အချိန်မှာတော့ရွာလွတ်ကြေးရွာအပါအဝင်ကြေးရွာပေါင်း19ရွာအိမ်ခြေပေါင်း8630အတွက်များစွာအကျိုးပြုစေပါတယ်။ကလွီရွာရှောင်းလန်းလန်းနဲ့တရားများကိုမြေသားလန်းခင်းချင်းနဲ့တရားလုပ်ငန်းများအပါအဝင်တရေတောင်စွန်းလန်းလန်းတစ်ကိုဖွင့်လှစ်ပေးနိုင်တဲ့အချိန်မှာတော့မွန်တိုင်းသားလူမျိုးများဟာရိုးရာရည်ကျင်းမှုအစဉ်လာကြီးမားပြီးရာဇဝင်မှာစံတင်လောက်တဲ့ဘုံတကိုကြီးမားတဲ့ဘရင်မများပေါ်ထွန်းခဲ့တယ်လို့နှင်းကေတရာချစ်တဲ့သူရဲကောင်းစာအုပ်မှာတောင်းလူကွန်အိမ်ဟာမွန်သူရဲကောင်းတူဖြစ်တယ်လို့ချောင်းစုံမြို့နယ်ဘလူးကျွန်းတရဲမြို့သားစာတိရဲလို့သိရှိခဲ့ရပြီးချောင်းစုံဘလူးကျွန်းရှိတချို့လူငယ်တွေဟာမိမိကိုယ်ကိုမိတ်ဆက်ရမှာဘရင်ရဲ့မိဖုရားကိုတော့ချင်းမြောက်ခံထိုက်တဲ့မွန်သူရဲကောင်းလူကွန်အိမ်ရဲ့ဝေယစာတိတရဲမြို့သားရဲတွေပါလို့ဂုံယူဝင့်ကြွားစွာစားနောက်ကြီးစဲမိတ်ဆက်တာကိုကြည့်ချင်းအဖြစ်ချောင်းစုံမြို့နယ်ဘလူးကျွန်းရှိလူငယ်တွေဟာမိမိတို့နေထိုင်ရာအရက်ဒေသရဲ့တမိုင်းရာဇဝင်ကိုစိတ်ဝင်စားဖွယ်ရာလစ်လာမှတ်သားထားတာကိုအထင်သာမြင်တွေ့ရပါတယ်။ချောင်းစုံမြို့နယ်ဘလူးကျွန်းမှာဟာတာဝရီပြည့်ရှင်မွန်ပြည်ဓမ္မန်စီရီမင်းဟာပဲခူးကလျာဏီတိန်တော်ကြီးနဲ့အပြိုင်တနိုင်ငံလုံးမှာတိန်ပေါင်း900တိဆောက်ခဲ့ရမှာဘလူးကျွန်းမှာတိန်4တိန်တိဆောက်ခဲ့တယ်လို့သိရှိခဲ့ရပြီးအခုအခါမှာတိန်3တိန်သားကျန်တော့ကြောင်းကြံရှိနေတဲ့တိန်များကတော့မူနိုင်တိန်ဖျားကြီးကုန်းတိန်ကမာကေးတိန်တို့ဖြစ်ကြောင်းဒေသခံများထံကနေလေ့လာသိရှိခဲ့ရပါတယ်။ချောင်းစုံအနောက်မြင့်မူတောင်မှာတည်ရှိနေတဲ့ကိုကန်းကြီးဖျားနဲ့ကိုကန်းကြီးတစ်စောင်းဟာတမိုင်းဝင်ထင်ရှားတဲ့အဆောက်အဦဖြစ်တယ်လို့မြင့်မူတောင်ကနေလှမ်းမြုံကြည့်လိုက်ရင်လွဲမိုးွယ်ရာစိမ့်ဆူအုံမိုင်းနေတဲ့တောင်ကုန်းတောင်တန်းအလှနဲ့ချောင်းစုံမျိုးရဲ့အလှကျွန်းတကျွန်းလုံးရဲ့အလှတမျိုးတစ်ခေါ်နဲ့လှပတင့်တယ်စွာတွေ့မြင်ခဲ့ရပါတယ်။နွေရာသီမှာဘလူးကျွန်းချောင်းစုံကိုသွားရောက်လည်ပတ်မယ်ဆိုရင်ပင်လယ်ငါးဖမ်းတဲ့အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ဇီးကုန်းဒေသခံများရဲ့လူနေမှုဘဝနဲ့တဘာဝအတိုင်းတည်ရှိနေတဲ့ဇီးကုန်းကမ်းခြေကိုလည်းမဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။ချောင်းစုံမြို့နယ်ရှိမဟာကန်ကြီးမှာမြန်မာတို့ရဲ့ရိုးရာပွဲတော်ကာလဖြစ်တဲ့တည်င်းကျွလမှာရိုးရာလေသပင်ပွဲတော်ကိုစီကားတိုက်နဲ့စွာကျင်းပသလိုဒါအပြင်မြန်မာနိုင်ငံမှာဘယ်နေရာဘယ်အရက်ဒေသမှာမှမရှိတဲ့ချောင်းစုံမြို့နယ်ဘလူးကျွန်းမှာသာရှိတဲ့ဂုံယူဝင့်ကြွားစွာပြောရမယ်ဆိုရင်နှစ်သက်ကူအဖိတ်ခေါ်ဖျားပွဲတော်ကိုဖျားပွဲကျင်းပတဲ့ရွာရှိအိမ်တိုင်းမှာလာရောက်လည်ပတ်တဲ့ခီးသွွားဧည့်သည်များဟာမိမိတို့ရဲ့အသိမိတ်ဆွေအိမ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကြိုက်ရာအိမ်မှာဝင်ရောက်သုံးဆောင်လို့ရတဲ့အကြောင်းကြည့်ရှုနေတဲ့ပရိသတ်များကိုသတင်းကောင်းပါလိုက်ပါစီရှင်။နှစ်သက်ကူအဖိတ်ခေါ်ဖျားပွဲတော်မှာထူးခြားမှုတစ်ခုကတော့မွန်တိုင်းရင်းသူလှပြူပြီးမင်းမပြူလေးများကမ
မိမိတို့လူမျိုးများရဲ့ရိုးရာဝတ်စုံကိုအပြည့်ထုံးဖွဲ့ဆင်ရင်ပြီးအလှဆင်ထားတယ်။ပြိုင်ပွဲဝင်လှဲရင်ပေါ်မှာဟန်ပန်မူရနွဲ့နွဲ့နဲ့ကြက်ကြော့ကလေးထိုင်ကလိုက်ပါစီးနေတဲ့မြင်ကွင်းကတော့လာရောက်လည်ပတ်တဲ့ခရီးသွားများရဲ့အမြင်မှာအထူးအဆန်းဖြစ်စေမှာဖြစ်တယ်လို့တသက်တာမမေ့ရနိုင်စရာလှပလုံးတဲ့မြင်ကွင်းပါပဲ။ရမညညီမရက်ခဒီပဘလူးကျွန်းဆိုတဲ့တီးသက်ရဝူးလင်းဟာနောက်နာကမှာယခုထက်မကတာယာဖွံ့ဖြိုးတိုးတက်အောင်မှာဖြစ်တယ်လို့လာရောက်လည်ပတ်မဲ့ခီးသွားများရဲ့နှလုံးသားမှာအစင်ထောက်ရစွမ်းမက်ထင်ကြံပြီးတသက်တာမမေ့ရနိုင်စရာခရီးစဉ်တစ်ခုအဖြစ်ထင်ကြံရစ်စေမှာဖြစ်တယ်လို့ကြည့်ရှုနေကြတဲ့ပရိသတ်များကိုလာရောက်လည်ပတ်ဖို့အတွက်ဖိတ်ခေါ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။